ဒီနေ့ကရန်ကုန်မှာဒီရက်ပိုင်းကမိုးကမြဲတမ်းမပြတ်ရွာတဲ့ခါကျတော့ရှုခင်းလေးတွေကဖိန်းဆိုပြီးမှတို့ကိုပဲလွမ်းတလို့လို့တို့ကိုပဲဆွေးတလို့လို့ဒီຢာတွေဥရုနဲ့ကတော့ဒီရှုခင်းနဲ့ကတော့ငါးလေးကြည်ပြီးမှဒီຢာလေးနဲ့တောက်လိုက်ရရင်ဖြစ်အရန်ကိုမှအရာအရှိလိုက်မယ်ဖြစ်ချင်းရှုခင်းတွေကလည်းဖိန်းဆိုလို့စပြီးမှငါးကင်ဖို့အတွက်လုပ်ပါပြီပြင်ဆင်ပါပြီဒါတွေကတော့ငါးကင်နဲ့ငါးကင်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းတွေပါဖက်ပယ်ပင်စိမ်းရှန်တန်နန်စနွင်းဓာတ်ရှိငမုတ်ကလည်းဒီနေ့ဈေးတွားလာတပိတ်တာအကောင်လောက်ရတဲ့အခါကျတော့အကုန်လုံးဖေးကြောတန့်စင်ပြီးမွန်းထားတာပါစနွင်းမုံလည်းပါတယ်ကဲပါဝင်တဲ့ရှမ်းနန်နဲ့ပင်စိမ်းကိုတောက်ဆင်ပြီးမှငရုတ်တီးထောင်းထားတာလေးထည့်ပါမယ်ပြီးရင်ချက်တုံဖြူလေးကိုညက်နေအောင်ထောင်းထားတာလေးထည့်ပါမယ်လက်ကတော့ဖေးပြီးကြနော်လက်ကတော့အကုန်လုံးဆက်ပြားနေဖေးပြီးမှအစာပလာနေနေတာပါပြီးရင်ဓာတ်ရှိလေးတစွန်းနောက်ထပ်တစွန်းအရတာပိုရှိအောင်ပြီးရင်စားလေးထည့်ပါမယ်တစွန်းနဲ့နည်းနည်းစဉ်ရပါပြီတလားငံတော့မှလည်းဆိုးပဲပြီးသွားရင်စားစီလေးနှစ်စွန်းသုံးစွန်းပေါ့နေရတာဖီဖီပန်ပန်လေးဖြစ်အောင်ထည့်လိုက်ပါပဲသုံးစွန်းလောက်ထည့်ပြီးသွားရင်အားရပါရနေပါမယ်ငါးပိုက်ထဲကိုတွတ်မဲ့အစာပါဒီနီးရတော့ကျွန်တော်တို့ဗမော်မှာကျွန်တော်တို့ကိုယ်တိုင်ငါးကင်ရင်အမြဲတမ်းတုံးနေနေပါပဲဗမော်မှာတော့ငါးဖင်လက်လက်ဆက်ဆက်ကိုတိုင်ဖမ်းပြီးမှပဲချက်စားပါဒီမှာကတော့ဗီးထဲမှာပဲလက်လက်ဆက်ဆက်ရွေးဝယ်ရတာပေါ့ဗျာငါးစာနေရင်နဲ့ဗမော်ရန်နေစိတ်တွေကပြန်ရောက်သွားပြန်ကဲအားရပါရနေမယ်တေချာနေမယ်ကဲပြီးရင်ငါးပိုက်ထဲကိုအစာတွေတွတ်ပါမယ်မတွတ်ခင်အပေါ်ကအရတာလေးရင်နေပါမယ်ငရုတ်တီးမုံလေးဖြူအယောင်တင်မှုန့်လို့လည်းခေါ်ပါတယ်တက်ရှိလေးဖြူစားလေးနည်းနည်းနဲ့ဖြူပြီးမှအကုန်လုံးရောပြီးမှငါးအသားတွေစိတ်ဝင်အောင်တေချာပုတ်ပေးရမှာငါးအသားတွေစိတ်ဝင်အောင်တေချာပုတ်ပေးရပါမယ်အသားတွေကိုစိတ်ဝင်အောင်တေချာကင်ပြီးမှပုတ်တဲ့ခါကျတော့ငါခွဲထားတဲ့အကြောင်းတွေရောအရတာပိုဝင်တာပေါ့ဗျာဒီချာပုတ်အမီးပိုင်းတွေလည်းအစာပလာကြံတတ်တယ်စားလေးနည်းနည်းလိုမတင်လို့ပြန်ထည့်လိုက်ပါတယ်ခင်ဗျာနက်ဆက်နေအောင်ပို့ရင်ပိုကောင်းတယ်နော်ကဲပြီးရင်ဘိုက်ကိုဖြဲမယ်ဒီဘက်ကနေထားတဲ့အစာတွေထည့်ပါမယ်ခင်ဗျာငါကင်အောင်မကင်ရတော့အစာပလာတွေနဲ့မွေးကြိုင်နေရပဲအစိမ်းစားလို့ရရင်အစိမ်းလောင်စားပြစ်ချင်အစားတောက်ချက်ထားကိုယ်တိုင်တက်တဲ့ခါကျတော့တခုတော့ကောင်းတော့ပေါ့စားကြတဲ့အချိန်ကိုထားလို့စားလို့ရတာပေါ့ပြီးတော့အိမ်မှာချက်ပြုတ်တဲ့ခါကျတော့တက်ရှင်းနဲ့ကိုကြိုက်တဲ့အရာတော့ကိုတွင်းလို့ရတာပေါ့ဗျာဒါတော့ကျွန်တော်ရဲ့ငါးကင်တဲ့နီးလေးပါကဲတစ်ဖက်ကနေပွားပြီးအစာတုတ်ပွားရင်ဖြင့်မနေရတဲ့ဘက်ကိုပြန်လည်ပါမယ်ပြီးရင်ခုနကနီးတို့အတိုင်းငရုတ်တီမုံလေးဖြူပါမယ်ဒါရှိငါးအချိုမုံလေးဖြူပါမယ်ဒါရှိငါးအချိုမုံလေးဖြူပါမယ်ပြီးရင်စားလေးနည်းနည်းထည့်ပါမယ်ခင်ဗျာဘ
ပြီးရင်ဖီလေးနည်းနည်းလို့ကောင်းတော့တစုံလောက်တော့ထည့်နေတစုံကြော်လောက်ပါပဲအဲ့ဒါဆိုတော့ပိုပြန့်လွယ်ရပေါ့ဗျာနေရတာကတ်ကြီးမဖြစ်တော့ဘူးပေါ့တေချာလေးခွဲထားတဲ့ခွဲချောင်းတွေမွန်းထားတဲ့ခွဲချောင်းတွေဝင်အောင်လို့တေချာအထဲထဲတိတေချာပုတ်ပေးငါကလေအစာပလာနဲ့ပူရရင်အနည်းဆုံးတော့2 နာရီ3 နာရီလောက်ကတော့ဟိုရေကတစ်တာထဲမှာပေါ့နော်ရေကတစ်တာထဲမှာဟိုဒီလိုဘန်းအကြီးမျိုးဆိုရင်ကြွအိတ်နဲ့အပေါ်ကတစ်ထပ်အုပ်ပြီးမှနှက်ထားရင်အရသာပိုကောင်းပါတယ်ခင်ဗျဟိုဒီခုဟိုပေါ့ခေါင်းသားကလည်းနည်းနည်းအရသာရှိအောင်စားလေးတက်ရှိလေးနည်းနည်းပြန်ပုတ်လိုက်ပါတယ်ကျွန်တော်ကတော့အမြဲတမ်းချိုင်ဟင်းတို့မိုးကကျွန်တော်တို့ကတိတ်မကြိုက်လို့လေများတော့အပြင်မထည့်တာများတယ်လုံးဝမတုံးပြစ်တာပါပါတယ်အဲ့အစာငါအသားမို့တက်ရှိပဲတုံးတာများပါတယ်အိမ်မှာလက်ကလေးရနေပါပင်နေတော့ဒီခံပြီးကြည့်ရှုပေးပါကဲအခုငါပြီးသွားရင်ငါနဲ့တွဲစားဖို့အတွက်မကြီးဖော်လေးဖတ်ပါမယ်ပါဝင်ပစ္စည်းတွေကတော့ကြက်တုံဖြူနန်းပင်ငရုတ်တီးဓာရှိစားတကြားပြီးရင်ငံပြာရည်ကျန်တဲ့ငံပြာရည်သုံးလို့ရပါတယ်ဒါကတော့ homemade မကြီးမဲ့အနှစ်ပါမကြီးမဲ့ကိုကျွန်တော်ကအိမ်မှာအမြဲတမ်းအနှစ်ထိုးရတာပါထညက်နဲ့အမြဲတမ်းကြိုပြီးမှလေဖန်ပလင်းလေးကိုထည့်ရေကတက်တာတွေထည့်ထားတာပါအဲ့တော့ကိုစားကျင်တဲ့အချိန်အလွယ်တကူပေါ့မကြီးမဲ့ကိုရင်နှွေးနဲ့ပြန်စိန်နေကြမလို့တော့ချက်ချင်းဖြော်လို့မြန်တာပေါ့ဗျာနေရာမှာနှစွန်းထည့်မယ်နှစွန်းဆိုတော်တော်ကောင်းပြီကိုယ်တိုင်ဖတ်ထားတဲ့မကြီးနဲ့ဆော့လေးအတုပ်တွေပါတုပ်စားလေးကောင်းတယ်ကဲပြီးရင်မှာတကြားထည့်မယ်တစုံရပြီတကြားထညက်ပါတော့လေတအားချိုမှာဆိုလို့ပြီးရင်ဓာတ်ရှိလေးတစုံနည်းနည်းလေးထည့်လိုက်ပါဦးမယ်အားမရအောင်ထည့်ရအောင်ပြီးရင်ငံပြားရည်ကတော့သမင်းစားဖို့တစုံစားလောက်စင်ပြေအငံကြိုက်တော့နည်းနည်းပူထည့်ဖို့ဗျာကျွန်တော်ကတော့တစုံလောက်ပဲကြိုက်တော့တစုံပဲထည့်တော့စားလဲနည်းနည်းထည့်စားလဲအများကြီးမထည့်နဲ့နော်ဒါကငံတော့မယ်လက်ဖေးစုံတစုံစားလောက်မရဘူးကျွန်တော်လက်ဖေးစုံမရှိလို့ရှိတဲ့စုံနဲ့ကောက်ထည့်လိုက်လက်ဖေးစုံကတိတ်ယူနေအောင်ဆိုရိုက်နေရောနည်းနည်းပင်လေးထည့်မယ်အရင်အိမ်ကအမေကငုတ်တီလုံးဝမစားတဲ့လူဆိုတော့အရင်လေးဖြော်ပြီးမှအရင်နှွေးလေးထည့်အရင်ဖြော်လိုက်မယ်ဖြော်ပြီးမှအမေအတွက်ပကံလေးနဲ့နည်းနည်းခွဲမှကျန်တော့ကျွန်တော်စားဖို့ငုတ်တီထည့်ပါငုတ်တီစိမ့်ထည့်ရင်လည်းကောင်းတယ်ချို့ကြတော့ပိုဖက်အောင်ဆိုမှငုတ်တီစိမ့်ရောငုတ်တီလော်ထားတာပေါ့ငုတ်တီကိုလော်ထားတာရောထည့်ကျွန်တော်ငုတ်တီစိမ့်ပဲကြိုက်လို့ငုတ်တီစိမ့်ပဲထည့်ကဲအရင်ဖြော်လိုက်မယ်ရေနွေးလေးနဲ့တမအောင်မွေပါအထက်ထဲမှာတရားတွေပါမပျော်ရင်စားလို့မကောင်းပါဆိုလို့ရေနွေးလေးနဲ့တမအောင်မွေပါမွေပွားရင်အမေအတွက်ချစ်မေအတွက်စော့ပကံလေးတပကံခွဲရမယ်အမေကတော့အခြေမဲနည်းနည်းစားလို့ပါနည်းနည်းပဲစားနည်းနည်းပဲခွဲထားပေးတာကျွန်တော်တော့အခြေကိုဟင်းလိုမျိုးတောက်တဲ့ကောင်ဆိုတော့ညုတ်တီလေးထည့်လိုက်တော့ share ပဲမကြီးမဲကထညက်ပါလို့လားမသိဘူးနည်းနည်းလေးမဲနေတယ်ဒါပေမဲ့အရတာတော့လုံးဝ share လုံးဝ perfect ကျွန်တော်အခြေရည်စင်အမျိုးပေါ့နော်အစာပလာများများနဲ့ခက်ပြစ်ပဲကြိုက်တယ်ခက်ကြဲမကြိုက်ဘူးကျွန်တော်အချင်းရည်ဒါတော့ငါးကင်နဲ့အလွန်လိုက်ဖက်တဲ့မကြီး fault လေးရပါပြီငါးကင်လေးကတော့ခုနကငါ့ကိုနှက်ပြီးမှရေခဲတက်တာတိတ်ထားတယ်ဒါကတော့အခုစားဖို့အတွက်မကြီးမဲ့ပြီးရင်ဒါကတော့မနေ့ပိုင်းကနှက်ထားတဲ့ငါ့ကိုအခုညနေမှกินမှာပါကဲရန်ကုန်မှာဆိုတော့မီးပုံနဲ့กินလို့အဆင်မပြေလို့ oven လေးနဲ့ပဲกินပါမယ်ခင်ဗျာ